အချစ်ဆိုတာလူတိုင်းကြုံမှုကြပေမဲ့တစ်သက်လုံးစောင့်မျှော်နေနိုင်တဲ့အချစ်မျိုးကိုတော့လူတိုင်းမပိုင်ဆိုင်နိုင်ကြပါဘူးတချို့အချစ်တွေကအခက်အခဲတွေကြောင့်ပြိုကွဲသွားပေမဲ့တချို့အချစ်တွေကတော့ဘယ်အရာကမှမဖြတ်စည်းနိုင်လောက်အောင်ခိုင်မာနေတတ်ပါတယ်အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အဖိုးကိုတူဟာသူ့ရဲ့နေစဉ်လုပ်နေကြအတိုင်းပဲမှန်ညာချိုးရင်းနေတဲ့အဖွားကိုတူစီကိုတွားပြီးတော့စာအုပ်လေးတော့ကိုဖတ်ပြဖို့ပြင်ဆင်နေပါတယ်အဖွားကသူ့ကိုဘသူမှမမိပေမဲ့အဖိုးကတော့စိတ်ရည်လက်ရှိနဲ့သူ့လက်ထဲကမှတ်စုစာအုပ်လေးကိုဖွင့်ပြီးတော့ဇလန်းတစ်ပုဒ်ကိုစတင်ဖတ်ပြပါတော့တယ်အဲဒီစာအုပ်ထဲကဇလန်းကတော့1940ခုနှစ်တောင်ကယ်ရိုလိုင်းနာပြည်နယ်ဆီဘရုတ်ဆိုတဲ့တာယာလာပါတဲ့မြို့လေးတစ်မြို့မှာစတင်ခဲ့ပါတယ်အဖိုးကိုဖတ်ပြတဲ့ဇလန်းထဲမှာနိုဝါလို့ခေါ်တဲ့တက်ဆက်မှာအလုပ်လုပ်နေတဲ့တင်းရဲပြီးရိုးသားကြိုးစားတဲ့လူငယ်လေးတဦးနဲ့အယ်လီလို့ခေါ်တဲ့နွေရာသီကျောင်းပိတ်ရက်မှာမိသားစုနဲ့အတူတူပန်းပြူဖို့ရောက်လာတဲ့ချမ်းသာတဲ့မိသားစုကမိန်းကလေးတဦးတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့နိုရာဟာသူ့ရဲ့တငယ်ချင်းဖိန်နဲ့အတူတူပဲကစားကွင်းတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာနိုရာကအယ်လီကိုပထမဦးဆုံးအကြိမ်စတင်မိနေခဲ့ပြီးမြင်မြင်ချင်းပဲအချစ်ကြီးချင်းမိသွားခဲ့ပါတယ်။အယ်လီကတခြားကောင်လေးတစ်ယောက်နဲ့ရောက်နေတာဖြစ်ပေမဲ့နိုရာကတော့နောက်ဆုံးမသွားဘဲနဲ့အယ်လီလိုစီးနေတဲ့ခြာရက်အပေါ်ကိုအနီရကြားကနေရွေးဝုန်းတက်သွားခဲ့ပါတယ်။ခြာရက်အပေါ်ဆုံးကိုရောက်တဲ့အခါမှာတော့နိုရာကအယ်လီကိုသူ့ကိုချိန်တွေးကြပြီးတောင်းဆိုပါတယ်။အယ်လီကငင်းတဲ့ခါမှာတော့နိုရာကခြာရက်ဟက်ကိုလက်တစ်ပတ်ထဲနဲ့တွေ့ခိုပြီးအောက်ကိုခုန်ချမလို့လုပ်ပြကထိန်တွေးခွင့်ရတဲ့အထိဆိုတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့အယ်လီလည်းကြောက်လန့်ပြီးတော့သဘောတူလိုက်ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့နိုရာနဲ့အယ်လီတို့ပထမအဆုံးချိန်ချိန်တွေမူစတင်ခဲ့ပါတယ်။နိုရာကအယ်လီနဲ့လမ်းလျှောက်ရင်းစကားတွေပြောနောက်ပြောင်ကြနဲ့တယောက်ချောင်းတယောက်ပူသေးလာအောင်လှုပ်ဆောင်ခဲ့ပါတယ်။ညဘက်လမ်းလင်ကောင်ကမိပိုင်းအောင်မှာနှစ်ယောက်သားစကားတွေပြောကြပြီးသူတို့နှစ်ယောက်ကြားကလွတ်လပ်မှုနဲ့ရင်းနှီးမှုတွေကပုံပုံနှိုင်းသွားခဲ့ပါတယ်။အယ်လီကသူ့ရဲ့တင်းကျပ်တဲ့မိသားစုစီးမြင့်တွေအောက်ကနေနိုရာနဲ့တူရှိနေချိန်မှာပေါ်ပါမှုကိုခံစားလာရပါတယ်။သူတို့နှစ်ယောက်လမ်းမပေါ်မှာအတူတူကားကြတဲ့အချိန်မှာတော့အယ်လီရဲ့နှလုံးသားထဲမှာနိုရာကိုစတင်လက်ခံလာနေပါပြီ။ဒီလိုနဲ့စီဘရုတ်မြို့လေးရဲ့နွေရာသီကာလတွေမှာသူတို့နှစ်ယောက်ကအချိန်တိုင်းတူတူရှိနေခဲ့ကြပြီးတော့အရန်ကိုနဲ့နဲ့ချင်ချင်ဖြစ်သွားခဲ့ကြပါတယ်။ဒီနေ့မှာတော့နိုရာကအယ်လီကိုဝင်းဆာလို့ခေါ်တဲ့အဆိုးမြစ်ခံထားရတဲ့ရှေးအုံကြီးတစ်လုံးစီကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်ကြီးကဟောင်းနှက်ပျက်စီးနေပေမဲ့နိုရာကတော့ဒီအိမ်ကြီးကိုတနေ့မှသူကိုယ်တိုင်ဝယ်ယူပြီးတော့လှပတဲ့အိမ်ကြီးဖြစ်အောင်ပြန်လည်မွမ်းမံတိစောက်ပေးမယ်ဆိုတော့သူ့ရဲ့အိမ်မက်ကိုအယ်လီကိုပြပြခဲ့ပါတယ်။အယ်လီကလည်းအိမ်ကြီးရဲ့အရှိဘက်မှာပကြီးဆွဲဖို့ခန်းတန်းထားပြီးဖို့တောင်းဆိုခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်အိမ်မက်တွေကိုတူတူပုံဖော်ခဲ့ကြပါတယ်။အဲဒီနေ့မှာပဲသူတို့နှစ်ယောက်အချင်းနယ်ကျုပ်ဖို့ပြင်ဆင်နေချိန်မှာပဲနိုရာရဲ့တငယ်ချင်းဖိန်ညောက်လာပြီးတော့အယ်လီကိုမိဘတွေကရဲတွေနဲ့အပေါ်တွေမြင်လိုက်ရှာနေကြောင်းလာပြောပြတဲ့အတွက်သူတို့ရဲ့ချစ်ကြီးလေးခိတရက်တန်သွားခဲ့ရပါတယ်။အယ်လီအိမ်ပဲရောက်တဲ့အခါမှာတော့အယ်လီရဲ့မိဘတွေဖြစ်တဲ့အန်နဲ့ဂျွန်တို့ကအယ်လီကိုစူပူကျိမ်းမောက်မာတော့တယ်။အထူးသဖြင့်အယ်လီရဲ့မိခင်ဖြစ်သူကနိုရာကသူတို့နဲ့အစင်တန်းမတူတဲ့စင်ရသားတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့အပြင်းထန်ကြရဲ့ပြောဆိုပါတယ်။အယ်လီကနိုရာကိုချစ်ကြောင်းပြန်လဲညှင်းခုန်ခဲ့ပေမဲ့မိဘတွေကတော့လုံးဝလက်မခံခဲ့ပါဘူး။ဒီစကားတွေအားလုံးကိုအိမ်ရှိမှရက်ဆောင်နေတဲ့နိုရာကအကုန်ကြားသားခဲ့ပြီးတော့သူ့ကိုယ်သူအလွန်နှိမ့်ချခံရတယ်လို့ခံစားလိုက်ရပါတယ်။အဲဒီနောက်အိမ်ပြင်ဘက်မှာနိုရာနဲ့အယ်လီတို့တွေ့ဆုံကြတဲ့အခါမှာတော့ပြင်းထန်တဲ့စကားများရန်ဖြစ်မှုတွေဖြစ်သွားခဲ့ပါတယ်။နိုရာကသူတို့နှစ်ယောက်ရဲ့အစင်တန်းကွာမှုကိုလက်ခံလိုက်ပြီးတော့အယ်လီရဲ့အနာဂတ်အတွက်လမ်းခွဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အယ်လီကလမ်းခွဲနိုင်ကြောင်းငွေကိုတောင်းပန်မိမဲ့ဒေါသထွက်နေတဲ့အချိန်ဖြစ်တာကြောင့်နှစ်ယောက်သားနားလည်မှုလွဲကနိုရာကသူ့ကားကိုမောင်းဝင်ထွက်သွားခဲ့ပါတယ်။နောက်နေ့မနက်ခင်းမှာတော့အယ်လီရဲ့မိဘတွေဟာအယ်လီကိုစီဘရုတ်မြို့ကနေတင်းချက်ခေါ်ဆောင်ပြီးချက်ချင်းပြန်သွားခဲ့ကြပါတယ်။အယ်လီကမထောက်ကခင်နိုရာကိုလိုက်ရှာဖို့တစ်ဆက်ကိုသွားခဲ့ပေမဲ့နိုရာနဲ့လွဲခဲ့ကြပါတယ်။ဒါကြောင့်အယ်လီကနိုရာရဲ့တကယ်ချင်းဖင်းကိုတွေ့တဲ့အခါမှာတော့သူမကနိုရာကိုအရန်ချစ်တယ်ဆိုတဲ့အကြောင်းပြပပေးဖို့မှာသွားခဲ့ပါတယ်။နိုရာဟာအယ်လီထွက်သွားမှသိလိုက်ရတဲ့အချိန်မှာတော့အရန်ကိုယူယုံမရဖြစ်ပြီးဝမ်းနဲ့ကြည်ဝဲခဲ့ရပါတယ်။သူကအဲလီကိုအရန်လွတ်ဆွနေတာကြောင့်အဲလီစီကိုတနေ့တစ်ဆောင်လုံးနဲ့တနေ့တိစာပေါင်း365ဆောင်ရေးသားပို့ခဲ့ပါတယ်။ဒါပေမဲ့အဲဒီစာတွေအားလုံးကိုအဲလီရဲ့မိခင်ဖြစ်သူကအဲလီစီမရောက်အောင်လို့ကြားပြဖွက်ထားခဲ့ပါတယ်။အဲလီကလည်းနိုရာစီကစာတစ်ဆောင်မှမရတဲ့အတွက်နိုရာကသူ့ကိုမေးသွားပြီလို့ထင်မှတ်ပြီးအရန်ဝမ်းနေခဲ့ရပါတယ်။နိုရာဘက်ကလည်းသူရေးလိုက်တဲ့စာ365ဆောင်လုံးတစ်ဆောင်မှစာပြန်မလာတဲ့အခါမှာတော့အဲလီကသူ့ကိုမချစ်တော့ဘူးလို့ယူဆပြီးတော့မျောလင်းချက်တွေအကုန်ရိုက်ချိုးခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့နိုရာကစီဘရုတ်မြို့ကနေထွက်ခွာပြီးတော့အတ္တလန်တာကိုပြောင်းရွှေ့သွားခဲ့ကဒုတိယကမ္ဘာစစ်ကြီးစတင်လာတဲ့အခါမှာတော့စစ်ထဲကိုဝင်ရောက်ကတာဝန်ထမ်းဆောင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နိုရာဟာစစ်တပ်ထဲကိုဝင်ရောက်ကတာဝန်ထမ်းဆောင်ရင်းနဲ့သူ့ရဲ့အခြေစိုးတငယ်ချင်းဖင်ကိုစစ်ပွဲထဲမှာဆုံးရှုံးလိုက်ရပြီးဝမ်းနဲ့ပူဆွေးစွာနဲ့အိမ်ကိုပြန်လာခဲ့ရပါတယ်။အဲဒီချိန်မှာအယ်လီကတော့စစ်ပွဲအတွင်းမှာစေတနာဝန်ထမ်းသူနာဘူးဖြစ်လှုပ်နေခဲ့ပြီးတော့ဆေးရုံမှာဒဏ်ရာရလာတဲ့လွန်ဟမ်မွန်ဆိုတဲ့စစ်ဗိုလ်တူနဲ့တွေ့ဆုံခဲ့ပါတယ်။လွန်ဟာအရန်ချမ်းသာကြွယ်ဝပြီးတော့ရုပ်ရည်ချုံမောတဲ့အပြင်သဘောကောင်းသူတူလည်းဖြစ်ပါတယ်။လွန်ဆေးရုံကနေဆင်းသွားပြီးနောက်မှာတော့သူတို့နှစ်ယောက်ပြန်လည်တွေ့ဆုံခဲ့ကြပြီးချစ်ကြိုက်သွား
သွားကြခဲ့ကြပါတယ်လွန်အဲလီကိုလက်တော့တောင်းတဲ့အခါမှာအဲလီကလည်းသဘောတူလိုက်ပြီးတော့အဲလီရဲ့မိဘတွေကလည်းသူတို့နဲ့အစင်တန်းတူတဲ့လုံကိုအလွန်သဘောကျပြီးတော့အယမ်းကိုဝမ်းသာကုန်ယူနေကြပါတယ်တစ်ဖက်မှာတော့နိုရာအိမ်ပြန်ရောက်တဲ့အခါမှာသူ့ရဲ့ဖခင်ဖြစ်သူကနိုရာအမြဲတမ်းလိုချင်နေခဲ့တဲ့ဝင်စာဆိုတဲ့ဆွမ်းမြက်ကန်အိမ်ဟောင်းကြီးကိုဝယ်ယူပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲနိုရာရဲ့ဖခင်ကွေလွန်သွားခဲ့ပြီးတော့နိုရာဟာအဲလီနဲ့ထားခဲ့တဲ့ကတိအတိုင်းပဲအဲ့ဒီအိမ်ကြီးကိုအဲလီကြိုက်နေတတ်မဲ့ပုံစံမျိုးဖြစ်အောင်နေမအားညမအားပြန်လဲမိုးမှန်တိဆောက်ပါတော့တယ်နိုရာဟာတနေ့နဲ့တနေ့အဲလီပြန်လာနိုးနိုးနဲ့အိမ်ကြီးကိုအယူမှုပြန်လဲပြင်ဆင်နေခဲ့တာပါအိမ်ကြီးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့လှပခန်းနာလို့နဲ့အတွက်လူတွေကဈေးကြီးပြီးလာဝယ်ကြပေမဲ့နိုရာကတော့အဲလီအတွက်ရေရွယ်ထားတာဖြစ်လို့ဘသူ့ကိုမှမယောင်းပဲတင်းတင်းမာမာညှင်းဆန်ခဲ့ပါတယ်တနေ့မှာတော့အဲလီဟာမင်္ဂလာဝတ်ဆောင်ဆန်းဝင်နေနဲ့တင်းစာထဲမှာပါလာတဲ့အိမ်ကြီးရဲ့ရှေ့ကနိုရာရဲ့ဓာတ်ပုံကိုအမှတ်မတင်တွေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအဲလီကတုံလုံသွားခဲ့ပြီးတော့မင်္ဂလာဆောင်တဲ့အချိန်မှာနေပဲမေးလဲသွားခဲ့ပါတယ်ထို့နောက်အဲလီကနိုရာရှိတဲ့စီးရုပ်မျိုးလေးစီကိုတိတ်တိတ်ဆိတ်ထွက်ပြေးလာခဲ့ပါတယ်အဲလီယာနိုရာစီရောက်သွားတဲ့အခါမှာတော့နှစ်ယောက်သားပြန်လဲဆုံတွေ့ပြီးအစပိုင်းမှာစိမ့်သက်သက်ဖြစ်နေကြပေမဲ့နောက်ရက်တွေမှာတော့တူတူအချိန်ဖြိုးရင်းနဲ့အတိတ်ကမှတ်တရတွေပြန်လဲရှင်းသန်လာခဲ့ပါတယ်တနေ့မှာသူတို့နှစ်ယောက်လှေလော်ထွက်ရင်းနဲ့မိုးသေးတံဆောင်ရွာလာတဲ့အခါအဲလီကသူမကိုဘာကြောင့်စာမြေးခဲ့လဲဆိုပြီးတော့နှစ်ပေါင်းများစွာမျိုးသိထားတဲ့နာကျင်မှုတွေနဲ့အတူနိုရာကိုမင်းကွန်းထုတ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနိုရာကသူတနစ်တိတိအဲလီစီကိုနေတိုင်းစာတွေရေးခဲ့ကြောင်းနဲ့တရက်မှမပြတ်အဲလီကိုတတိယနေကြောင်းငါတို့ရဲ့အချစ်တွေကပြီးဆုံးမသွားခဲ့ပဲနဲ့အခုချိန်ထိလည်းမပြီးဆုံးသေးဘူးဆိုပြီးတော့ပြန်လည်ဖြေကြားခဲ့ပါတယ်ဒီချိန်မှာပဲသူတို့ကြားတွေကအထင်လွဲမှုတွေအားလုံးပြပြောက်သွားပြီးတော့နှစ်ယောက်သားနန်းကချစ်ချင်လူခဲ့ကြပါတယ်နောက်နေ့မနက်မှာအဲလီရဲ့မိခင်ရောက်လာပြီးလွန်ကဒီမျိုးကိုလိုက်လာပြီးဖြစ်ကြောင်းတတိပေးခဲ့ပါတယ်အဲလီရဲ့မိခင်ဖြစ်သူကသူမကိုယ်တိုင်ကလည်းငယ်ငယ်ကဆင်းရဲခဲ့တဲ့လူတစ်ယောက်ကိုချစ်ခဲ့မှုကြောင့်ဖွင့်ရဝန်ခံခဲ့ပြီးတော့သူမဖွက်ထားခဲ့တဲ့နိုရာရဲ့စာ365ဆောင်လုံးကိုအဲလီကိုပြန်ပေးခဲ့ပါတယ်အဲဒီနောက်နိုရာနဲ့အဲလီတို့ထပ်မံစကားများကြပြန်ပါတယ်နိုရာကအဲလီကိုတခြားလူတွေသဘောကျမဲ့လမ်းကိုမရွေးဘဲနဲ့သူမကိုယ်တိုင်တကယ်ဖြစ်ချင်တဲ့ဆန္ဒကိုသာရွေးချယ်ဖို့ဒေါသတကြီးနဲ့ပြောဆိုခဲ့ပါတယ်အဲလီဟာမျက်ရည်တွေထွက်လာပြီးတော့လွန်စီကိုသွားကအရာအလုံးရိုးသေးသားဖွင့်ပြပြခဲ့ပါတယ်လွန်ဟာသူမကိုဆက်ချင်နေမှာဖြစ်ကြောင်းပြောခဲ့ပေမဲ့အဲလီကတော့သူမရဲ့စစ်မှန်တဲ့နှလုံးသားအလိုကျနိုရာရှိယာကိုသာပြီးတိုင်ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလန်းကိုဖက်ပြနေတဲ့ပြစ္ဆုတ်ပန်ချင်းကိုပြန်ရောက်လာတဲ့အခါမှာတော့မညံ့ချွေးနေတဲ့အဖွားအိုကအဲ့ဒီဇလန်းတွေကအဲလီကိုယ်တိုင်ဖြစ်ပြီးတော့ဇလန်းထဲမှာဖက်ပြနေတဲ့အဖိုးအိုကနိုရာဖြစ်တယ်ဆိုတာကိုရုတ်တရက်ပြန်မှတ်ရသွားပါတော့တယ်မဆူစာအိုလေးကအဲလီကိုယ်တိုင်မညံ့တွေမဆုံးရှုံးခဲ့စဉ်ကငါ့ကိုဒီစာအိုလေးဖက်ပြပါငါမင်းစီကိုပြန်လာခဲ့ပါမယ်ဆိုပြီးတော့ရေးသားခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်မျက်ရည်တွေနဲ့ဖန်တန်းကပျော်ရွှင်ခဲ့ကြပေမဲ့မိနစ်ပိုင်းကြာမှာပဲအဲလီကယောဂဖောက်လာပြီးနိုရာကိုပြန်မိသွားကကြောက်လန့်ကြအိုးရုန်းကန်ပါတော့တယ်နိုရာကလည်းယူကျုံမရဖြစ်ပြီးတော့နှလုံးယောဂဖောက်ကဆေးရုံတင်လိုက်ရပါတယ်ညဘက်ရောက်တဲ့အခါမှာတော့နိုရာကအဲလီရဲ့ကလေးမော်ကိုတိတ်တိတ်ဆိတ်တောရောက်ခဲ့ပြီးတော့အဲလီကလည်းသူ့ကိုအံ့ဩစရာကောင်းလောက်အောင်ပြန်လည်မှတ်မိနေခဲ့ပါတယ်နှစ်ယောက်သားတူတူအိတ်ဆက်သွားခဲ့ကြပြီးနောက်တနေ့မနက်မှာတော့သူနာပြုဆရာမလေးဝင်လာတဲ့အချိန်မှာနိုရာနဲ့အဲလီတို့နှစ်ယောက်သားလက်ချင်းချိန်ထားလေးရဲ့အနေထားနဲ့ပဲငြိမ်းချမ်းစွာတူတူကွယ်လွန်သွားခဲ့ကြတာကိုမြင်တွေ့ရပြီးဇလန်းလေးကပြီးဆုံးသွားပါတော့တယ်အချစ်ဇလန်းတွေအများကြီးရှိပေမဲ့ဒီဇက်ကားကတော့တကယ်ချစ်ရင်လက်မလျှော့နဲ့ဆိုတဲ့ message ကိုအပြင်းထန်ဆုံးပြောပြသွားနိုင်တဲ့ဇက်ကားတကာပါဇက်ကားရဲ့နာမည်ကတော့ notebook ဖြစ်ပြီးတော့ဇလန်းရဲ့အဆုံးမှာတချို့လူတွေမျက်ရည်ကျသွားနိုင်စေတယ်လို့တချို့လူတွေကတော့ဒီလိုချင်မျိုးတကယ်ရှိလို့လားလို့တော့မေးမိနိုင်ပါတယ်သိကြပါတယ်တင်းတို့စီမှာတော့ဒီလိုချင်မျိုးရှိမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့နိုရာဆိုတဲ့ကောင်လေးနဲ့တူတဲ့လူကကျွန်တော်အပြင်နောက်တစ်ယောက်မရှိနိုင်လို့ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ဗျအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေ